ဘာကြောင့်ဘူစီညာကအင်တာမယာမီကတက်နစ်ကိုဒေါ်လာတစ်တန်းလာစာကန်လန်မှုကိုငင်းပယ်ပြီးကိုလိုနဲ့ကာလာတိုစာချုပ်ချုပ်ဆိုဖို့ရွေးချယ်ခဲ့တာလေဘယ်သူမှသတိမထားမိခဲ့တာကတော့ကိုလိုကတူမငင်းနိုင်တဲ့အချက်၃ချက်ကိုကန်လန်ခဲ့တာပါမကြသေးခင်ကကဗာဒီကိုတမဘူစီညာကကိုလိုမှာကစားမယ်လို့အတည်ပြုခဲ့ပါတယ်ဒီတရင်ကကဘာတဝင်းအာယုံစိုက်ခံခဲ့ရပြီးမဲ့လူအများစုမှာမေခွန်းတစ်ခုရှိနေပါတယ်ကဘာဖနက်ပြီးတော့ဘူစီညာဟာ MLS BRC Serie B နဲ့တခြားကလပ်တွေကနေကန်လန်မှုတွေရရှိခဲ့ပါတယ်အင်တာမယာမီကတော့တနစ်ကိုဒေါ်လာတန်းလာစာနဲ့ကန်လန်ခဲ့ပါတယ်ဒါဆိုဘာကြောင့်သူကတောင်အမေရိကမှာတွားကစားဖို့ရွေးချယ်ခဲ့တာလဲပထမအချက်ကတော့စာချုပ်ကုံဆုံးပြီးနောက်ဘူစီညာကသူ့ကိုဘောလုံးသမားတစ်ယောက်အနေနဲ့တန်ဖိုးထားတဲ့အသေးမှလည်းကစားခြင်းတယ်လို့အချင်းချင်းပြောခဲ့ပါတယ်ကိုလိုကလည်းသူ့ရဲ့အရေးအချင်းကိုအပြည့်အဝယုံကြည်ပြီးကိုသမားအလဲကျကစားမယ်လို့စီစဉ်နေမှာနေရာပေးမယ်လို့ကတိပေးခဲ့ပါတယ်စီးပွားရေးအရာလူတီးများလာတာကတော့အပေါ်အကျိုးကျေးဇူးတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့အင်တာမယာမီမှာတော့ကိုသမားတွေအများကြီးရှိပြီးသူ့ကိုလူအားယုံစိုက်ကောင်ပဲအတုံးချနိုင်တဲ့အခြေအနေပိုများပါတယ်ဒုတိယချက်ကတော့စာချုပ်သက်တမ်းဟာ18လပဲဖြစ်ပါတယ်ဒီသဘောတူညီချက်ကသူ့ရဲ့လက်ရှိအသက်အရွယ်နဲ့အသင်းတော်ဆုံးဖြစ်ပါတယ်ဘူစီညာကအခုဆိုအသက်40ရှိနေပါပြီတနည်းလာစာကဒေါ်လာ3သိန်းလောက်ပဲရရှိနေအစားသူ့မှာပိုပြီးလွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့်ရှိလာမှာပါနောက်ဆုံးချက်ကတော့ကိုလိုဟာချီရီဘောလုံးသမားရဲ့ဂုဏ်သိက္ခာကြီးမားတဲ့ကလပ်တစ်သိန်းဖြစ်ပါတယ်အမြင့်ဆုံးအဆင့်မှာဆက်လက်ရှင်တိုင်ခြင်းတဲ့ဘူစီညာအတွက်အဲ့ဒီတန်ဖိုးကငွေနဲ့အစားထိုးလို့မရနိုင်ပါဘူး။မင်းကတော့သူ့ဒီဆုံးဖြတ်ချက်ကိုမှန်တယ်လို့ထင်လား။